ဒီနေ့ခေတ်ကကိုစားတဲ့မုတ်ကိုစားမဲ့သူများလာရင်လူစားရမယ့်ခေတ်မဟုတ်တော့ဘူးစားနေတဲ့မုတ်ကိုကြီးအောင်လုပ်ရမယ့်ခေတ်ဖြစ်သွားပြီကိုလောက်တာကိုလိုက်လောက်တဲ့သူတွေများလာရင်စိတ်မညစ်ပါနဲ့အဲ့ဒါဂုဏ်ယူပါကိုရှောက်တဲ့လမ်းကိုလိုက်ရှောက်တဲ့သူတွေများတာသင်အောင်မြင်လို့တရားမှလိုက်မလို့ရင်တော့စိတ်ပူတော့အဲ့ဒါမဟုတ်ကောက်ကတွေတင်လုံနေလို့တော့ကျွန်တော်ခုနကပြောသလိုဒီ uncertainty ကတော့ကျွန်တော်အမြဲတမ်းတွေ့ရဒုတိယတစ်ခုကတော့ operational uncertainty ကတော့ management နဲ့ဆိုင်တာပေါ့နော်ဥပမာ business မှာကျွန်တော် financial management risk management ပေါ့ဥပမာဆိုရင်ကျွန်တော်တို့အာမခံထားတယ်ဆိုတာလေ risk management ပဲကိုမှဖြစ်လာတဲ့ risk ကိုအာမခံ company ကို transfer လုပ်တာလေသိလားမသိ risk transfer လို့ခေါ်တယ်အဲ့ဒါလို risk management စသဖြင့်နဲ့ operational uncertainty ကိုတော့ကျွန်တော်တို့ကmanagement strategy နဲ့ဖြည့်ရှင်းရပါတယ် management strategy နဲ့ဖြည့်ရှင်းရတယ် structural uncertainty ကို business strategy နဲ့ဖြည့်ရှင်းရပါတယ်အဲ့တော့ business management မတူပါဘူးတချို့က business management မတူပါဘူးတချို့လူတွေ management သိကောင်းတယ်သူ့အဖွဲ့အစည်းကိုကောင်းကောင်းစီမံခန့်ခွဲနိုင်တယ်ဒါပေမဲ့သူ့အဖွဲ့အစည်း profit မရဘူးသူက business sense မရှိဘူးတချို့လူတွေစီးပွားရေး sense အရန်ကောင်းတယ် management မတက်တဲ့အတွက် manager တွေငှားထားတယ် business ကို management ကိုတက်တဲ့သူတွေလည်းရှိနိုင်ပါတယ်ဥပမာ Donald Trump နှစ်ခုလုံးတက်တယ်ဒါပေမဲ့ Barack Obama ဒီ business မရဘူး Barack Obama ဒီ management ပဲရတယ်စသဖြင့်ပေါ့တော့ဒီနှစ်ခုပါနှစ်ခုလုံးလိုတယ် structural uncertainty အတွက် business sense ရှိတဲ့သူတွေတက်မှရှိဖို့လိုတယ် operation ကတော့တချို့က business sense အရန်ကောင်းတယ်မြတ်နိုင်တဲ့တကယ်ကိုအကျိုးမြတ်ရှိနိုင်တဲ့အားပဲသို့တော့ operation မကောင်းဘူးသိလားမသိဘူးအလေလွင့်နေများတယ်ဒါဆိုလည်းကျွန်တော်တို့စီးပွားရေးကမအောင်မြင်နိုင်ပါဘူးเนาะ